လိပ်ပြလုံးနဲ့ဘသူ့မှဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အယူသားဆုံးနေထိုင်ပါတယ်ဒါကြောင့်လည်းကုကူလိပ်ပြလုံးနဲ့အမြင့်ရောက်ဖို့အတွက်ဘသူ့မှလည်းမချနေခဲ့သလိုတပားသူရဲ့နာကျင်မှုနဲ့လည်းကိုယ့်ရဲ့ပျော်ရွှင်မှုမဖန်တီးခဲ့ဘူးကိုစားမဲ့ထမင်းလုံးထဲမှာသူတစ်ပါးရဲ့မျက်ရည်စက်တွေမပဘူးဆိုရင်ကိုကလုံပြီးသားတယ်မနာကျင်တဲ့သူတွေကိုဘဝတွေကိုအတင်းမခေါ်ခဲ့သလိုမနေကျင်တဲ့သူတွေကိုလည်းမတော်ပါနဲ့လို့တကူတကဆွဲမထားဘူးတကယ်တော့တယောက်တည်းနေရလို့ထီးကျန်နေဆိုတာထက်နှစ်ယောက်ရှိရင်အစင်မပြေတာတွေဖြစ်တာလည်းပိုပြီးနာကျင်ရတယ်အလိညာတွေခံခဲ့ရဘူးတဲ့အသုံးချတွေခံခဲ့ရဘူးတဲ့အထင်မြင်တွေလွဲတာခံခဲ့ရဘူးစေတနာတွေစော်ကားခံရဘူးမခံမရနိုင်လို့တစ်ခါတလေပေါက်ကွဲတဲ့ခါကျမခံစားဘူးတဲ့လူတချို့ကပြောတယ်ဘာမဟုတ်တာလေးနဲ့တဲ့ဟုတ်ပါလေဘာမဟုတ်တာလေးတွေပါပဲဘာမဟုတ်တာလေးတွေတကယ်ဟုတ်လာတဲ့ခါမှာတစ်ခါတလေကိုယ်ကပါပြက်ခဲ့ရတစ်ခါတလေဝေဒနာတွေဖြစ်ခဲ့ရအတွေ့အကြုံကသင်ပေးခဲ့တဲ့သင်ခန်းစာတွေကြောင့်လည်းကိုနားလည်ခဲ့ပါပြီအပြုံးလှလှလေးတွေကိုလည်းမတက်မတ်တော့သလိုစကားချွတ်ချွတ်လေးတွေကိုလည်းမယုံတတ်တော့ညနေချင်းစာအန်ရီတွေထက်နောက်ကျောကဓာတ်တွေကိုပိုသတိထားတယ်